ပြီဒီနေ့ Ruby ကဖုန်းနဲ့မဟုတ်ပဲပေါ့နော်ညမအိတ်ခင်မှာကို laptop ကနေပြီးတော့ YouTube ကိုဖွင့်ထားခြင်းတဲ့တူတွေပေါ့အဲ့လူတွေမှာကြုံရတတ်တဲ့ laptop ကကိုထမပိတ်မချင်းပေါ့နော်ဒီတိုင်းပဲ YouTube ကဗီဒီယိုတွေဆက်လာနေရအောင်ဘယ်လိုပိတ်မလဲဆိုတာလေးကိုမျှဝေသွားမှာပဲဖြစ်ပါတယ် Ruby တို့ဖုန်းမှာဆိုလို့ရှိရင်တော့ YouTube မှာဆိုလို့ရှိရင် app timer တွေရှိတော့2နာရီနေနဲ့3နာရီနေနဲ့လောက်ထားလို့ရတယ်ပေါ့နော်အဲ့တော့ Ruby တို့ဒီလိုပဲ browser တွေကနေပြီးတော့ YouTube ကိုဖွင့်တဲ့အချိန်မှာလေး Ruby ပိတ်လို့ရပါတယ်ပေါ့နော် Ruby ဆိုလို့ရှိရင်မအိမ်မချင်းဒီလို audio book တွေကို Ruby ကဖွင့်ထားတာပေါ့နော်ဖွင့်ထားတယ်ဆိုတော့အဲ့လိုဘယ်လိုပိတ်မလဲဆိုတော့ Ruby တို့က tab close timer Google Chrome သုံးမယ်ဆိုလို့ရှိရင်သူ့အတွက်ပေါ့နော် tab close timer ဆိုပြီးတော့ရိုက်ရှာလိုက်ပါအဲ့ဒါဆိုရင်ဒီလိုလေးကြာလာအဲ့ဒါကို Ruby ဒီမှာ add for Chrome ဆိုပြီးတော့နှိပ်လိုက် Ruby ကဒီမှာနှိပ်ထားပြီးသားအတွက်ကြောင့်မလို့ remove ဆိုတာပေါ်နေတာပေါ့နော်အဲ့လိုပေါ်လာပြီဆိုလို့ရှိရင် Ruby တို့ကဒီနားလေးမှာပေါ့နော်ဒီနေရာလေးမှာသူကရှိနေပါပြီပေါ့နော်အဲ့လောက်လိုက်ပြီးပြီဆိုလို့ရှိရင် Ruby ကအမှ browser မှာ tab တွေအများကြီးရှိရပေါ့ရှိရတဲ့နေရာမှာ Ruby ဒီဖွင့်ထားတဲ့ tab ကိုအချိန်ဟိုပါပေါ့နော်9မိနစ်နေပဲဖြစ်ဖြစ်ပိတ်စေခြင်းနဲ့ဆိုလို့ရှိရင် Ruby တို့က tab close timer ကိုတွားရပါတယ်တွားရပြီးတော့ minute ကို Ruby အခုဆိုရင်1မိနစ်နေရင်ပိတ်မယ်ဆိုပြီးတော့ဒါပေးလိုက်မယ်ပေါ့ဒီမှာ okay ပေးလိုက်မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်သူကချိန်တန်သူ့ဘာသာသူလေးပိတ်သွားတာဆိုတော့ Ruby အတွက်တော့အရန်အဆင်ပြေလို့ပြန်ပြီးတော့ share လုပ်တာပါ Ruby ကကြတော့မအိတ်ခင်မှာပေါ့နော်ဒီ gratitude mindset တွေကိုပြောတဲ့အရာတွေပဲဖြစ်ဖြစ်နောက်တစ်ခါကျဒီလိုမျိုး audio book တွေကိုလုံးဝပေါ့နော်မအိမ်မချင်း Ruby ကြားလို့ရအောင်ဖွင့်ထားလေးရှိရပေါ့နော်ရှိရဆိုတော့တချို့ရက်တွေမှာဒီဟာလေးကိုမသိခင်တော့ဆိုရင်တညာလုံးပေါ့နော်လူရဲ့အိပ်ပြီဆိုလို့ရှိရင်ဘယ်တော့မှပြန်မထတော့မနဲ့မိုးလင်းမှာတချို့တဲ့နိုးတာဆိုတော့ YouTube ကတညာလုံးပွင့်နေတာပေါ့နော်အဲ့ဒါဆိုတော့ကွန်ပျူတာလည်းပဲအကုန်သွားတဲ့အခါကြီးလည်းရှိရဆိုတော့အခုဆိုရင်ကိုမအိပ်ပြောခင်3နာရီဆို3နာရီလောက်ကို Ruby အချိန်လေးတိုင်မှာပြီးပြီးတော့အဲ့လိုလေးပိတ်ပေးလိုက်တယ်ပေါ့နော်ပိတ်လိုက်တော့じゃအရန်အဆင်ပြေသွားပါတယ်အဆင်ပြေသွားလို့ share လုပ်ပေးတာပဲဖြစ်ပါတယ်ရှင်အဲ့တော့ကြည့်ကြအောင်ပေါ့နော်1မိနစ်ပြည့်ရင်ပိတ်သွားမလားဆိုတော့ဗီဒီယိုနဲ့စောင့်ကြည့်ကြပါမယ်နော်အရန်ကိုအတုံးဝင်လို့ share လုပ်ပေးတာပါဒါကအားလုံးလည်းသိတော့သိကြမှာပါเนาะသိတဲ့သူတွေလည်းရှိမယ်မသိသေးတဲ့သူတွေရှိရင်လည်းပဲအတုံးချလို့ရအောင်လို့ဒီကမျှဝေပေးတာပဲဖြစ်ပါတယ်โอเคပိတ်သွားပြီမြင်လားနော်ပိတ်သွားပြီသူ့ဘာသာသူကိုနော်အခုမြည်နေတာကြာ Ruby နောက်ထပ် tab တစ်ခုကနေပြီးတော့အတန်မြည်နေတာနော်စောနာဖွင့်လက်စ tab လေးပိတ်သွားတာကိုတွေ့ရပါလိမ့်မယ်ဟုတ်ပါပြီရှင်အားလုံးပဲအဆင်ပြေကြပါစေကျေးဇူးတင်ပါတယ်